တခင်မတီဖီယိုကေမဲ့သူတွေလာနေပြီငါတို့တွေတားရမယ်လာပါစေပေါ့ဒီရောက်မှသူတို့ငါကြောင်ကကောင်းသိစေရမယ်မစ္စတာပက်မာရောပူလိုက်တာငါချက်ပင်ဖြစ်တော့မယ်ဝီတို့တွေကန်ရတဲ့ဆောက်သွားရင်လမ်းပြောက်သွားမှာပေါ့နေရလဲဒီကန်တရားမှာနေတဲ့သူတွေအကူကြီးတောင်းရမယ်ဟဲဟိုမှာအိတ်ဆောက်ကြီးငါတို့ဟိုအိတ်ဆောက်တဲ့သွားရအကူကြီးသွားတောင်းကြစို့ yes ပေါ့တဲရောက်ရှိနေလားစာကြဆန်းပမအမလေးဖေရစံပြူစရဲကြီးအာဟမ်ပေါကြဟေးပေါကြဟေးငါကတရေမဟုတ်ဘူးငါချင်တစ်ကွာဟမ်နေတို့တွေကဘသူတွေလဲဘယ်သွားကြမလို့တော့ငါတို့တွေကလားငါတို့တွေကဒုက္ခရောက်နေတဲ့တိတ္တနသမီးကိုကင်တင်မဲ့သူတွေကောင်းတယ်လေတိုင်မဲ့တိတ္တနသမီးကဘာမှလဲဆိုတော့ငါတို့မသိသေးဘူးစောက်ကြွနေလေသိရင်ပြပြပါလားဟာငါလည်းမသိဘူးတိုင်မဲ့ကျဲလို့ခေါ်တဲ့ငါတငယ်ချင်းကသိမယ်ထင်ပါတယ်သူကကပတ်မှာရှိတဲ့နေရာတွေအလားအကောသိကျန်တယ်လေဒါဆိုကျဲစီလိုက်ပုပေးလေငါဘလို့လိုက်ပုပေးရမှာလဲဒီမှာအလောက်ကန်းနေတဲ့ဟာရော့ဟဲရှောက်တယ်လိုက်ပုပေးပါမယ်ခင်ဗျာအရင်ဆုံးနာမည်လေးတွေသိထားလို့ရမလား Miss Naida Crystal မနေ့နေငယ်ကြတော့ငါတို့လမ်းလျှောက်လာတာကြားလာပြီအခုထိကြက်အိမ်မရောက်သေးဘူးလားနောက်တမန်နီးပါဆိုရင်ရောက်မှာပါဟာတမန်သိပါပြီတနာရီကြတော့ကဲရောက်ပြီသူရဲ့ကောင်းတယ်စိတ်ဖို့နည်းနည်းပဲလို့တယ်နေရလဲပူသေးသူအရာနိအိတ်ထဲတော့ပို့စုံနေပါလားနေတက်ရှင်သွားလို့ပေးလိုက်လေကျက်ဒီမှာအဲသေးတွေရောက်နေတယ်ထွက်လာခဲ့ပါလို့ရှိတာလဲအော်ဒီတော့ရလေတိတနတ်သမီးတီဖီကိုကဲတင်ချင်းလို့တဲ့အဲ့ဒါတိတနတ်သမီးဘက်မှာလဲဆိုတော့ပြောပြပေးပါလားဒီတော့ရကတိတနတ်သမီးကိုကဲတင်မယ်ဟာ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 ပြောစားရှိတာပြောစမ်းမကြီးနဲ့အာယိုတိတနတ်သမီးဘက်မှာနေတာလဲပြောတိတနတ်သမီးကကျန်ကြာ6မှနေတာလေကျန်ကြာ60သွားဖို့ဆိုရင်32နာရီတော့လိုက်ရှောင်းရမှာငါတို့ကျန်ကြာ60စီလိုက်ပုတ်ပေးလေငါပါနဲ့လိုက်ပုတ်ပေးရမှာလေဟိုမှာကားရှိတယ်လေမဟုတ်တာအဲ့ကားသုံးစားလို့မရတော့ဘူးပြက်နေပြီ